မြန်မာနိုင်ငံရဲ့အဓိကပြရုပ်လို့ပြောလို့ရတဲ့ဒီမြေဇေပထိုးပေါင်း4000ကျော်ကျက်တည်ဆောင်တည်ရှိနေစေဖြစ်တဲ့ဒီဒေသမြန်မာမင်းအဆက်ဆက်လက်ဆင့်ကမ်းလာပြီးတော့ဘုရားသာသနာစတင်ထွန်းကားလာခဲ့တဲ့ဒီနေရာတမိုင်းရဲ့အရက်ဆက်ဆုံးအနက်အနည်းဆုံးအခိုင်အတန့်တွေဝမ်းနည်းစရာတမိုင်းကြောင်းတွေလည်းဖြစ်ထွန်းခဲ့တဲ့ဒီနေရာလူကြီးဘူးဝယ်မှုတွေနဲ့ခံယူချက်တွေဘလောက်ပဲပွဲပြားနေပါစေအောင်တော့မြန်မာလူမျိုးတိုင်းဒီပါအနည်းဆုံးတစ်ခါလောက်တော့ရောက်ချင်ကြတဲ့နေရာတစ်ခုဖြစ်ပါလိမ့်မယ်ဖျားပထိုးတွေကြားရင်စတင်ချေချာမိလိုက်တဲ့အချိန်အားစလို့တစ်ခုချင်းစီရဲ့လက်ရာတွေကိုလိုက်လံနေမို့ရင်ရှေးဟောင်းသမိုင်းရဲ့အငွေသက်တွေကိုရင်ဝင်ခံစားမိရဲ့ဒီနေရာတော့ပကံပါပဲမြန်မာဟဲလိုဟစ်ကျွေးစေတဲ့တင်မြောင်ရဇူနေဆက်ဆက်ပေးစခဲ့တဲ့အလိုရဲ့ဘွယ်အင်္ဂလိပ်လေးကွာကြနေတဲ့အုပ်ချက်တွေကအချိန်နဲ့ရာသီဥတုအကြောင်းကြောင်းဖြစ်ပေါ်လာတဲ့အကြောင်းတွေရာသီဥတုတံကိုခံထားရတဲ့အုံညီခဲတွေဟာအဲ့ဒီအခါတော့လက်ရာတွေပဲဆိုတာကိုသက်သေပြနေတော့မှာပဲအချိန်တွေဘလောက်ပဲကုန်သွားပါစေရာဇဝနှစ်တွေဘလောက်ပဲပြောင်းသွားပါစေဒီမြေပေါ်မှာတည်ရှိနေစေဖြစ်တဲ့ကြောက်သားတွေအုတ်ချက်တွေနဲ့လက်ရာတွေကတော့သူတို့ရဲ့ပုံစံဟောင်းအတိုင်းရပ်တည်နေစေပဲဖြစ်ပါတယ်ရာဇဝနှစ်တွေရဲ့သက်သေဖြစ်တဲ့လက်ရာတွေတကူချင်းစီကိုလိုက်လံရေးမောကြည့်ရှုနေမိပါတယ်ရှေးဟောင်းသမိုင်းရဲ့အငွေသက်တွေကိုခန်းစားမိတဲ့ဒီမြေကတော့ပကံပါပဲမင်းတရားအနော်ရထားကျေးဇူးများတည်တည်ကြီးတတ်မှာဒီနေ့ဟာတို့ရဲ့နှလုံးသားဝိညာဉ်ပဲအားလုံးရဲ့ဘလုံးဒီလိုနေရာမျိုးမှာခဏထိုင်ပြီးတွေးနေရတာကပကံကိုလာရတဲ့အစစ်မှန်ရတာတခုပါပဲဘသူစီယာမှာနှောင့်ယှက်မရှိပဲကဘာကြီးကခိတခဏရက်တန့်သွားတယ်လို့မျိုးခံစားရတဲ့ဒီလိုနေရာမျိုးမှာကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ခံစားချက်တွေနဲ့အချိန်ကုန်ဆုံးနေတာဟာဘာနဲ့မှလဲလို့မရနိုင်တဲ့စိတ်ငြိမ်းချမ်းမှုတစ်ခုပါပဲဒီမြတ်လေးကသမိုင်းကြောင်များဒီနေ့ဒီမှာဒီဒေသနဲ့ဒီလာပါရီအေးဆေးတေချာခံစားနိုင်ဖို့အချိန်တွေသာစိတ်ချသွားရရင်ပထမအဆုံးအပြေးလာမိမယ့်နေရာကတော့ဒီဒေသပဲဖြစ်ပါလိမ့်မယ်မြမရိုးရာတွေဒလေးတွေထုံထားတဲ့ဒီနေရာကိုတတိယအောင်မေ့ရင်နဲ့ပကံရဲ့လေထုတွေကိုတဝါးရှူရှိုက်ဖို့တနေ့မှာတော့တေချာပေါက်ပကံရဲ့မြေနေလန်းတွေပေါ်ကိုကျွန်တော်နောက်တစ်ခေါက်ပြန်နေဖို့လာအောင်ပါဘုရားသာသနာလင်းတမ်းများထိန်နေကြီးတာယဟန်မြတ်ရဟန်ထုံကြီးကသာသနာလေးရောင်ဒီနေ့ဟာတို့ရဲ့နှလုံးသားဝိညာဉ်ပဲအားလုံးရဲ့ပကံကဲရောက်နေပါလေရောက်နေပါဟာကိုနောက်ကြောင်းလိုက်မှာကဲကြောင်းမျိုး